အဲ့တော့ဆရာတို့ကရှင်းနေလေပြောသေးတယ် genocide convention ကိုလည်းအကြီးအကျယ်ပွဲခံပြီးမှမြန်မာပြည်သူလူထုကိုအားပေးနေတယ်ဆရာတို့ကမြန်မာပြည်သူလူထုကိုအားပေးတာကိုဂျင်းထင်းနေတာဆရာတို့အဲ့ဒီမှာပါတဲ့၄ယောက်လုံးကမင်းအောင်လန်ကိုအကာအကွယ်ပေးနေတာဆရာတို့ကပြည်သူရန်သူတွေရန်ဘက်တွေအဲ့လိုပြောရင်ပြည်သူနဲ့ရန်တိုင်းပဲပြောမယ်မဟုတ်ဘူးကျွန်တော်အဲ့လိုမလုပ်တဲ့ဘူးကျွန်တော်ကအမှန်တရားပြောရတာဗမာပြည်မှာရှေ့တော့ကလွတ်တော်မဲ့ဖြစ်တော့ကကျွန်တော်ရိုဟင်ဂျာဘာလို့အရေဖခင်မောင်စွန်းနဲ့ပြောခဲ့တာလန့်ကြည့်ပါအရေဖသမိုင်းအမေရိကန်ရောက်လို့ပြောနေတာမဟုတ်ဘူးအမေရိကန်ရောက်မှ lobby လုပ်နေတာမဟုတ်ဘူးအမေရိကန်ရောက်မှ advocacy မဟုတ်ဘူးဗမာပြည်မှာနေပြီးတော့ကျွန်တော်ရင်ကော့ပြီးမှကျွန်တော် Rohingya I am the Rohingya အမေရိကန်ဒီဒုတိယနိုင်ငံခြားရေးဝန်ကြီး2000နဲ့ဒီစနေမှာလာခဲ့တဲ့ခါကျတော့ဒီတိုင်းရင်းသားလွတ်တော်ကိုယ်စားလှယ်ခေါ်တာမှာ Rohingya ပါလို့ဟိုပါလေဟိုဘက်ကမွန်တယောက်ဒေါက်တာအမောင်ထကန့်ကွက်တယ်လေအဲ့အမေရိကန်ကကျွန်တော်တို့ကိုတိုင်းရင်းသားလို့ပြောတာဒါကြောင့်မလို့ ethnic parliamentary ထဲမှာကျွန်တော်ပါတာလေနောက်တော့က2014နိုဝင်ဘာ14ရက်နေ့မှာလေဘာလဲကျွန်တော်အိုဘားမားနဲ့တွေ့တဲ့ခါကျတော့လေကျွန်တော်ကို civil society ဆိုပေမဲ့ဒါကရိုဟင်ဂျာတွေကအရန်အတင်ခံရလို့အရန်ကိုသူတို့ကဒီဘာလဲဆိုတော့ဒီ genocide လုပ်နေတာကိုသိတဲ့အတွက်ကျွန်တော်ကိုတီးတန်းဖိတ်တာအဲ့ဒီမှာဒါလည်းကျွန်တော်ခဏနေပြောအောင်မယ်နော်ခဏနေပြောအောင်ဆရာကဘာပြောလဲဆိုတော့တခုဘာပြောပါလဲအမေရိကန်ကိုလည်းကျွန်တော်တို့ကရှင်းပြလို့ရတယ်တဲ့စင်ကာပူကိုလည်းရှင်းပြလို့ရတယ်တဲ့အဲ့ဒါဆရာပြောမယ်နော်လူတွေမသိတဲ့အကြောင်းအမေရိကန်ကိုရှင်းပြပြီးပြီဆရာတို့လူမျိုးတွေဘယ်သူတွေသိလားရခိုင်စာပေနဲ့ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌဒေါ်စောခင်တင်စစ်တွေဇာရီလာမသိဘူးရသေးတော်လူတို့ဟောပြောပေးမှာဒီတစ်ချိန်ဘင်္ဂလီကိုမရှင်းနိုင်ရင်နောက်တစ်ခါကျမတို့မရှင်းနိုင်ဘူးကံကောင်းတယ်မဲ့ဂမ်ဘီယာရှင်းနေတွေကလေအဲ့ဒီ audio မရလိုက်ဘူးကျွန်တော်ကလည်းရှင်းပြရင်အဲ့ဒီ audio video ပျောက်နေတယ်ကျွန်တော်စီမှာအဲ့ဒီ video ရတဲ့နဲ့ဒေါ်စောခင်တင်ခမရလဲဟိုပါလေဒီ genocide လုံးစတဲ့မှာပါတယ်အဲ့ဒီဒေါ်စောခင်တင်လည်းပါတယ်ကချင်ကဟိုဆရာတော်ကြီးလည်းပါတယ်ကျွန်တော်တို့အခုလက်ရှိလူခွင့်ရင်မှာဒီ NUG မှာလူခွင့်ရင်ဝင်ကြီးလုံးနေတယ်ဥအောင်မျိုးမြန်ပါတယ်အခြားသောလူတွေလည်းပါတယ်တမဒဥအောင်ဘနဲ့တွေ့တဲ့ခါမှာဒေါ်စောခင်တင်ကနော်ဆရာကအမေရိကန်ကိုသင်ပေးမယ်ဆိုတော့ဆရာမသင်ခင်ဒေါ်စောခင်တင်သင်တယ်အဲ့ဒါကိုအိုဘားမားကပြန်ပေးလိုက်တယ်နားထောင်ကြည့်မလားနားထောင်နိုင်တဲ့ဆရာနားနှလုံးမှာစွမ်းရည်ရှိဆက်နားထောင်နော်မဟုတ်ရခဏပိတ်လိုက်ပေါ့ပြီးမှနားထောင်သူကသူ့အလှည့်ရောက်တာနဲ့ကျွန်တော်ဘာမှမပြောရသေးဘူးကျွန်တော်သူများလှည့်စောင့်နေတာသူ့အလှည့်ရောက်တာနဲ့ဘာပြောလိုက်သေးလားသူပြောတဲ့လေတဲ့နိုင်ပြောမယ်နော် Mr. President we back America in terms of Mexican migration illegal migration there so we support America there. So like this that we have illegal immigration problemပြောတဲ့ခါကျတော့ Obama wait I understand I know about our country I know about this Mexico migration whatever legal or illegal but not for the case of Rohingya အဲ့ဒီအခြေကနေနော်ကျွန်တော်အတော်လုံးလေးခေါ်တဲ့ဆရာမခွေတယ်နော်ဆရာမကြီးဒေါ်စောခင်တင်ရဲ့ပါဇက်ပိတ်တော့တာထွက်လာတဲ့အထိလေ who are like as if dead body သူကအမေရိကန်မှာဒီမက္ကဆီကိုကနေတရားမဝင်လာတဲ့လူကိုပြောပြီးတော့နော်ရခိုင်လူမျိုးတွေကအမေရိကန်ကိုအဲ့ဒီနဲ့ပတ်သက်မှထောက်ခံတယ်ဟာအမေရိကန်ကဒီ Mexican immigration problem ကိုရှင်းဖို့တဲ့ဆရာတို့ရခိုင်လူမျိုးတွေပါတယ်ပြန်တယ်မလို့ they have their own power they have their own law တင်ဘယ်လိုမျိုးဆရာတို့ပြောလေကိုနိုင်ငံကိုငါတို့နိုင်ငံကိုဘယ်သူမှတင်ပေးမှာဆိုတော့အမေရိကန်ကဘယ်လိုတင်မှာတော့အဲ့ဒါတော့နည်းနည်းများသွားပြီနော်ဆရာပြောလို့ကျွန်တော်ပြောတာပါများသွားပြီအဲ့တော့ဆရာထက်အရင်စောတာရှိတယ်ဘယ်တော့မှလဲ2014နိုဝင်ဘာ14ရက်မယုံရင်ဖုန်းဆက်မေးကြည့်လိုက်မဟုတ်ရင်ကျွန်တော်နဲ့သုံးပွဲဆန်ပြောမယ်ဇုံးမှာခေါ်လိုက်ကျွန်တော်ပြောတာဟုတ်လားမဟုတ်ဘူးလားလို့သူဆက်လာတာနဲ့ဒီအမေရိကန်ရဲ့ဒီမှာဒီမက္ကဆီကိုနဲ့လာတဲ့ immigration ပြဿနာနဲ့အတူတူပဲတဲ့ကျွန်တော်တို့ကလေတဲ့ဒီဘင်္ဂလားဒေ့ရှ်ကနေလာတဲ့ illegal migration ဆိုတော့တခါတည်း not for the case of Rohingya ဆိုပြီးမှအဲ့ဒီချိန်ကနေပါဇက်ပိတ်သွားတာယနေ့ထိပဲဆိုတော့ဆရာကပြန်ပြီးတော့အမေရိကန်ကိုသင်ဖို့မစင်းစားနဲ့ American has better knowledge than you ပြီးလို့ရှိရင်တော့လည်းများနေပြီကျွန်တော်ပြောတာတိတ်မပြောတော့ဘူးဒါဆိုနောက်တစ်ခုကဟို2019ကိစ္စမှာဖြစ်တာတဲ့မစီမဆိုင်ဖုံးကြီးတွေလုပ်ပြီးမှနိုင်ငံတော်တက်ခါကြောက်ဗုဒ္ဓဘာသာကိုကျွန်တော်တရားခံထဲမှာဆွဲထည့်တယ်တဲ့
point 2ကို noted ဆရာရှင်းနေဖြစ်တဲ့ပြန်ခြေပတ်မယ်ကျွန်တော်ကိုလောလောစီကျွန်တော်ရဲ့ဗီဒီယိုဖြစ်တဲ့ကျွန်တော်တရားသူကြီးလိုဟန်ဆောင်တယ်မဟုတ်ရင်လေခြေပတ်တဲ့ရှင်းနေပါဗျာ ICJ က civil court ဗမာလိုပြောရင်တရားမယုံတရားခံတရားလိုမရှိဘူးရှောက်ထားသူရှောက်ထားခင်ရသူမဟုတ်ရင်တရားပြိုင်အလွန်ဆုံးပြောရင်ဂမ်ဘီယာကတရားလိုဥက္ကလန်ပြောသလိုကျွန်တော်တို့ကတရားပြိုင်ဘာကိစ္စတရားခင်လဲတီလူကူဆရာတော်ကဥဝိရသူရောအဲ့ဒီမှာပါတဲ့ဘာလဲဆိုတော့ဘာလဲဟွာရောသူတို့ကိုတရားခင်လည်းမပြောဘူးတရားလိုလည်းမပြောဘူးအဲ့ဒါဘာဆို2019မှာရိုဟင်ဂျာတွေကိုတပ်ဖြတ်ပြီးတော့မှသူတို့ကဒီအဲ့ဒီတပ်ဖြတ်လာတဲ့ဒီစစ်သားတွေကနေပြည်တော်ရဲ့ဒီတရားဟောပွဲမှာဒီသူတို့ရဲ့စစ်တပ်တဲ့ဟိုအတော့ကပြလာမသိဘူးအတော့ကမင်းကိုလေဟိုဘက်ကဟိုကဘာလဲတိရိလင်္ကာကဘာလားမသိဘူးကျွန်တော်သေချာကျွန်တော်လည်းနားထောင်ဘူးလေအဲ့ဒီကဒီလူတွေအများကြီးတက်လိုက်တော့ဒီမင်းကြီးကတော့ကရောက်နေလို့စိတ်ဖြေရဖြေကောင်းပြောလိုက်တာအဲ့ဒီပုံမြန်ကိုပြောတဲ့အင်တန်ကပါလေမင်းအောင်လိုင်းနဲ့စစ်အုပ်စုကရိုဟင်ဂျာတွေကိုတက်လာပြီးမှသူတို့ကလည်းမင်းအောင်လိုင်းကလည်းနောက်နောက်ရတယ်မပြောပါဘူးဆရာတော်ဒီတီလူကိုဆရာတော်ကသူကဖားတဲ့ဆရာတော်လေNUG အာနာသိင္ဂရိယစစ်တပ်ကနေပန်တယ်တော့ကျွန်တော်တို့ထားလိုက်တော့ကျွန်တော်ကတော့တလေးတစားနော်တီလူကိုဆရာလို့ခေါ်တယ်ဆရာတော်ဘုရားဘာသာကသူ့ကိုဘယ်လိုခေါ်လဲဆိုတော့ဆရာတို့ပဲကြည့်လိုက်ဟိုတနေ့ကဥဝိရသူငိုနေတယ်ဆရာတော်တယောက်ကအဲ့လိုပြောလာတယ်ကျွန်တော်တို့ကတော့ဘေးဘာသာမဆိုကောင်းခြင်းမကောင်းခြင်းကတပိုင်းဆရာတော်မှဒီဘယ်လိုပြောမလဲကျွန်တော်တို့နဲ့တော့မှဒီလောက်ထိအယူဆကွေးနေတာနော်ကျွန်တော်တလေးတစားပြောနေတယ်ကျွန်တော်ဗုဒ္ဓဘာသာဖြစ်ဖြစ်ခရစ်ယာန်ဖြစ်ဖြစ်ဟိန္ဒူဘာသာဖြစ်ဖြစ်အကုန်လုံးဘာသာစုံကိုလေးစားတဲ့ပုဂ္ဂိုလ်အကုန်လုံးကကျွန်တော်လူကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်ကျွန်တော်ဘယ်တော့မှပြောဘူးဒါပေမဲ့သူတို့ကလည်းဘာလဲဆိုတော့ဒီဂမ်ဘီယာဘက်ကရှင်းနေကအဲ့လိုတရားဟောပြီးတော့သူတို့ကစစ်အုပ်စုကရိုဟင်ဂျာတွေကိုတတ်ခဲ့တယ်ဆိုတဲ့ဟာကိုဒါအဲ့လိုသူတို့ကိုခါရစိတ်ဖြေရဖြေကြောင်းဖြေသိမ့်တဲ့အနေနဲ့တရားဟောခဲ့တာကလည်းစစ်အုပ်စုကဂျီနိုဆိုက်လုပ်တယ်ဆိုတာကပေါ်လွင်အောင်ထောက်ပြတာ case to come not everybody is the can so အဲ့ဒါကိုတခါလဲဗမာပြည်သူတွေပြန်အောင်ကြွနေအောင်ဗုဒ္ဓဘာသာနဲ့အစ္စလာမ်ဘာသာပဋိပက္ခဖြစ်အောင်ဖန်တီးနေတာကဆရာတို့၄ယောက်အခု ICJ တရားဘာမှတော့မဆုံးဖြတ်သေးဘူးဆရာတို့ကအဲ့ဒါမျိုးလုပ်နေတော့နောက်တစ်ချိန်များပြဿနာဖြစ်အောင်လုပ်လို့ရှိရင်လေဒီကိစ္စဘရော့ပြမလဲကျွန်တော်လည်းမသိဘူးအဲ့ဒါဆိုရင်ဒီ MRTV စကားဝိုင်းကလည်းနောက်တစ်ချိန်ကျရင်မြန်မာပြည်စစ်အုပ်စုရဲ့ဂျီဒိုဆိုင်လုပ်ခဲ့တဲ့ဟာကိုအကာအကွယ်ပေးပြီးမှဒီကမ္ဘာတရားရုံးကိုတော့မှဒီလိုစန့်ကျင်ပြီးတော့မှမြန်မာပြည်လူတွေစကြွလာအောင်ဗုဒ္ဓဘာသာနဲ့အခြားဘာသာဝင်တွေပဋိပက္ခဖြစ်အောင်နော်လှုံ့ဆော်တဲ့ incitation မှာဆရာတို့ပါပြီအဲ့ဒါကျွန်တော်တက်ခံကြမလို့ဘူးနော် MRTV ဗီဒီယိုကတက်တယ်ပဲငင်းပေါ့အခါကျတော့ဒါ AI နဲ့လောက်တာပါဟိုဒေါ်တီလာကိုအိတ်တာကိုလည်း AI နဲ့လောက်တာလေကျွန်တော်ကနေ့တိုင်းကြည့်တယ်သူအိတ်လိုက်တာမှန်ပဲဘယ်သူက AI နဲ့လောက်မှာတော့ AI နဲ့လောက်တယ်လားမလောက်ဆိုတော့ကျွန်တော်တော့မဆန်းလို့ရတယ်အဲ့ဒါတွေကကို AI ကိုဖန်တီးနိုင်တယ်လို့ AI နဲ့လောက်တာလားမလောက်တာလားကိုလည်းစစ်နိုင်တဲ့နည်းပြန်တယ်အများကြီးပဲလင်ញနေလို့မရဘူးဆရာတို့ရဲ့ MRTV စကားဝိုင်းကိုလည်း AI ပါလို့ပြောလို့မရဘူးကွက်တိပဲနော်အဲ့ဒါကြုံတော့ကျွန်တော်ကဟိုဘယ်လိုပြောမလဲတတိမမူဂူမမြင်မှဆိုလို့ကျွန်တော်ပြောတာနောက်တစ်ခုကကျွန်တော်အခုမှကျွန်တော်အဲ့တီလူကူဆရာတို့နဲ့ဥဝေရသူတို့ကိုယ်တိုင်ကတွားတက်တယ်ပြောတာမဟုတ်ဒါပေမဲ့ဥဝေရသူနဲ့တီလူကူဆရာတော်ကမတူဥဝေရသူကသွားမတက်ချင်ကြတဲ့အဲ့ဒီမှာရှိခဲ့တဲ့ရိုဟင်ဂျာရွာတွေကိုသူသွားခဲ့တယ်သူသွားပြီးပြန်လာမှသူသွားခဲ့တဲ့ရွာတွေကိုတက်ခဲ့ထားတယ်ဆိုတာဆရာတို့ပြောလို့လေနိုင်ငံရေးမှာတိုက်ဆိုင်မှုမရှိဘူးဆိုအဲ့ဒါဆိုရင်ဥပဒေသူသွားခဲ့တဲ့ရွာတွေကိုပဲဘာဖြစ်လို့စစ်အုပ်စုကကျွန်တော်တို့ဗာနေမြရှင်းလင်းဆိုတဲ့အမိနဲ့လူတက်မှုတွေလုပ်ခဲ့လေလက်ခံတယ်နိုင်ငံရေးမှာတိုက်ဆိုင်တာမရှိဘူးတမင်လုပ်ခဲ့တာနော်ဆိုတော့အဲ့ဒါကြောင့်ဥပဒေသူဒီစပီရစ်ဆရာတော်ကြီးကသူလည်းမသွားပါဘူးရခိုင်ကိုကျွန်တော်လည်းသိတာပေါ့အဲ့ဒီနောက်ပိုင်းလူတက်လာတဲ့လူသက်ကောင်တွေကိုသူတို့စိတ်မှာတက်တရားရအောင်ဟောတဲ့အတွက်အဲ့ဒါဆိုရင်ဘာဖြစ်လို့အဲ့ဒီချိန်အဲ့ဒီနေရာမှာဒီတရားကိုဟောရတယ်လေဒါဧကမောချ
သူတို့ကတက်လာတာကိုသူတို့လည်းသိတယ်ဆရာတော်ကြီးလည်းသိနေတဲ့အတွက်သူတို့ကိုတက်တာကြောင့်ဒါဆရာတော်ကြီးကသူတို့ကိုစိတ်ပိုင်းဆိုင်ရာခွန်အားပေးနေတာအဲ့ဒါကိုပဲ reference လုပ်ပြီးမှတင်တာခင်ဗျားတို့ကအားရင်တေလိုနဲ့တရားခိုင်ပဲသိတယ်ရှင်းနေဆိုတာတေလိုတရားခိုင်တရားမပြီးတော့ဘာလဲပြိုင်ပဲဆရာလည်းပြောတယ်လေဘာမှဟိုကမလောက်ခင်မဆုံးဖြတ်ခင်အားလုံးက innocent ဆိုအခုအဲ့မဆရာတော်ဦးတီလူကိုနာမည်ပြောလိုက်တာနဲ့ဥဝေတို့ဆိုနာမည်ပြောလိုက်တာနဲ့မင်းအောင်လိုက်နာမည်ပြောလိုက်တာနဲ့သူတရားခံဖြစ်သွားပြီလားတရားယုံတော်ကမဆုံးဖြတ်မချင်းဒီယုံရဲ့တရားယုံရဲ့သဘောတရားရတာမဆုံးဖြတ်မချင်းဒါတရားခံတရားလို့ပြောလို့မရဘူးဒါတရားမှမှုပဲပြစ်ဟိုလောက်တော့ဆရာကလည်းကြိုတင်ပြောပြီမှားညွှန်းစာပူပါဆုံးဖြတ်ရင်တဲ့လက်မခံဘူးတဲ့လက်မခံရင်ဆရာကြီးအခုပဲအကြောင်းကြားလိုက်ပါနော်ဆရာတို့၄ယောက်ပါမယ်မှာဥက္ကိုလိုက်ရင်ဟိုဟာလိုက်ကျွန်တော်တို့ကသိနေပြီသူတို့ကအမှားဆုံးပြတော့မယ်လာလိုက်တော့အဲ့လိုပြောလို့ရတယ်လေပြဿနာမရှိဘူးနောက်တစ်ခါပါလဲဆိုတော့ဟိုဟာရည်ရွယ်ချက်ကတဲ့လူခွင့်မဟုတ်ဘူးတဲ့အစ္စလာမ်နေချက်ဖို့အတွက်တဲ့အေးအဲ့ဒီစကားကိုလေIslamization တို့ဒေါက်တာအင်းမောင်နဲ့ဆရာနဲ့အမျိုးတော်လားမသိဘူးအဲ့ဒါတွေဝီရတ်သူလေးပြောတဲ့စကားဒေါက်တာအင်းမောင်ပြောတဲ့စကားအဲ့လို Islamization လုပ်မယ်ဆိုရင်မှကျွန်တော်တို့လည်းတို့ကနှင်ထုတ်ဖို့လုပ်တာရိုဟင်ဂျာတွေကိုလည်းတော့ဟိုဘက်တစ်ဖက်နိုင်ငံကလာပြီးမှကျွန်တော်တို့နိုင်ငံကိုမြေလူပါတယ်အနောက်တော့ကဘာဖြစ်တယ်ညာဖြစ်တယ်ပြောပြီးမှအဲ့ဒီ Islamization လို့ပြောနေတဲ့အဲ့ဒီစကားကလေ genocide လုပ်ဖို့အတွက်စစ်အုပ်စုက genocide တက်ဖို့ဆရာတို့ရဲ့နော်ကျွန်တော်တို့ရဲ့အမျိုးဟိုလေ2019မှာလဲစစ်တပ်ရဲ့ရေးရဲ့ဒီ Rakhine civilian တွေလည်းပြောသွားတာအဲ့ဒါဆရာနားမထောင်ဘူးလားသူတို့ကို genocide လုပ်ချင်အောင်လှုံ့ဆော်ခဲ့တာဥဝေရသူအခုဥဝေရသူကတော့ကြောက်လိုက်မှတော့ငြိမ်နေပြီဆရာတော်ဒီလိုလည်းငြိမ်နေပြီအခုက Islamization ကိုဆရာသုံးနေပြီဆရာသူတို့ရဲ့ဗာလဲလက်ပွားလားမသိဘူးပြန်သုံးနေပြီဆိုတော့အဲ့ဒါလေဒါ genocide တို့မဟုတ်အစ္စလာမ်ဘာသာနဲ့ဗုဒ္ဓဘာသာငြင်းကျန်းစွာနေထိုင်နေတဲ့အချိန်မှာဆရာတော်ကပြဿနာကကျွန်တော်တို့ဟိုမှာနေမဟုတ်ဘူးအခုမြန်မာတပြည်လုံးကိုမင်းမွေးနေနေတာဘာလို့ MRTV ကတကဘာလုံးကြည့်လို့ရတယ်လေမြန်မာအတန်နေမဟုတ်ဟိုဘာမှပြည်တယ်မဟုတ်ဘူးဒါကိုလည်းကျွန်တော်ကြုံလို့ပြောနေတယ်ပြီးလို့ရှိရင်လည်းဆရာပြောရတယ်ဒါကမောင်တော်ပြဿနာမဟုတ်ဘူးဒါကရခိုင်ပြည်နယ်ပြဿနာမဟုတ်ဘူးဒါမြန်မာနိုင်ငံရဲ့ပြဿနာတဲ့အဲ့ဒါလည်းမှားတယ်ဆရာကြီးမြန်မာနိုင်ငံကကပတ်ကုလသမဂ္ဂဝင်ကျွန်တော်တို့ကိစ္စကိုဂမ်ဘီယာကတရားစွဲတာကျွန်တော်တို့လာရောက်ဖြစ်ရှင်းပါမယ်ဆိုတော့ဒါကပတ်ပြဿနာဖြစ်နေပြီ ICJ ကပတ်တရားရင်ပြဿနာဖြစ်နေပြီရခိုင်လူမျိုးတွေကဟိုက ULA ကစစ်တပ်ကမောင်းထုတ်ခဲ့တဲ့ရိုဟင်ဂျာတွေကယိုးဒီယာမှာလေသူတို့မှာနှိမ့်ဆက်ခင်ရတယ်မလေးရှားသွားတဲ့ခါမှာလည်းလေတွေမြုပ်တယ်အင်ဒိုနီးရှားရောက်တယ်ဆရာမကြောက်ဘူးလားဒါကပတ် problem ဖြစ်နေပြီ both people ကအဲ့ဒါမောင်းတော့တယ်မဟုတ်ဘူးရခိုင်ပြည်နယ်မဟုတ်ဘူးမြန်မာပြည်နယ်မဟုတ်ဘူး is a world global problem နော်ကျုံနှုံးထောက်ပြတာပါပြဆရာပြောရတဲ့ဟိုတဲ့ advocacy တဲ့ ICJ မှာတဲ့ကျွန်တော်တို့ဗာလဲတခုဆရာပြောရတဲ့အဲ့မှာ ICJ မှာတဲ့ကျွန်တော်တို့ရှုံးလို့ရှိရင်အဲ့ဒါနိုင်ငံသိက္ခာတဲ့ဆိုတော့ ICJ မှာဆုံးဖြတ်ချက်မှားရင်တဲ့အဲ့ဒါ ICJ အမှားမဟုတ်ဘူးတဲ့အဲ့ဒါ UN ရဲ့အမှားဖြစ်သွားမယ်တဲ့ဟမ်အခု UN ကိုလည်းဆရာထောက်တယ်ပြီနော် UN ကသူကတတ်မှတ်ထားတာပဲရှိတယ် UN ကလုံခြုံရေးကောင်စီတော်လောကောင် UN General Assembly တော်လောကောင်ကုလအတွင်းမှုချုပ်တော်လောကောင်အဲ့ဒီကျွန်တော်တို့ World Code ကို ICJ ကိုဝင်ရောဆွတ်ဖက်ပဲမရှိဘူးအဲ့ဒါ UN United Nations Organization နဲ့ဘာမှဝင်ဆက်လို့မရဘူးပြီးလို့ရှိရင်ဗာလဲ UN Security Council ကိုတင်မယ်တဲ့ UN Security Council မှာတင်နေတဲ့အဲ့ဒီ UN ကလည်းတဲ့ US ကိုမပြောရဘူးတဲ့ဆရာအဲ့ဒါမစိုးဘူးဘုဒ္ဓရာကြီးတယ်မှန်တယ်ဘယ်ပြောရမလဲ veto power လေ American ရှိတယ်အင်္ဂလန်ရှိတယ်တရုတ်ရှိတယ်ပြင်သစ်ရှိတယ်ရုရှားရှိတယ် veto power လေအဲ့ဒါသူတို့ကမ္ဘာနိုင်ငံတွေကသဘောတူမှ veto power ယူထားတဲ့နိုင်ငံတွေကိုကြတော့သူတို့ကပဲ veto power တွေကလက်ခံမှပဲလုပ်လို့ရတာလေအဲ့ဒီ veto power နဲ့ UN ကိုတိစောရတာအဲ့လိုမဖွင့်ပြတဲ့နိုင်ငံတွေမှာဟွာတွေမှာများသောအားဖြင့်ဒါမျိုးမတရားမှုတွေပါလုပ်လို့ရှိရင်သူတို့ရဲ့အာဏာနဲ့ဖြစ်ချင်းမှုတခါတလေ UN Security Council နဲ့တွားလို့မရရင်အခြားနေ့တွေလည်းအများကြီးနောက်ဆုံးဥမာတော့ဒါဗင်နီဇွဲလားကိစ္စပေါ့အဲ့ဒီဥမာလည်းအများကြီးရှိတယ်ဆိုတော့ဒါကတော့ဘယ်သူမှပွားလို့မရဘူးဒါကတော့ဒီဆရာတယောက်ထက်က UN system ကိုပြင်လို့မရဘူးဗီဒီယို system ကိုအိန္ဒိယတော့မှဗီဒီယိုနာလို့ကျင်တာမရဘူးသူကဆိုတော့ဒါရှိနေတာပဲ
ဆရာတို့ကကျွန်တော်တို့က ICJ ရဲ့ Rohingya genocide အမှုကိုပဲစိတ်ဝင်စားမှာအဲ့မှာတွိုင်းမှာ US 60တွိုင်းမှာစဉ်းစားလောက်ဆရာအဲ့လောက်အေးချင်းမမြူကျွန်တော်လည်းအဲ့လောက်အေးချင်းမမြူဆရာမပြောနဲ့မြန်မာနိုင်ငံအစိုးရတော်မှာအဲ့ဒါလည်းပြောဝဲမရှိဘူးဆိုခုနပြောတယ်ဗာလဲမြန်မာနဲ့ငါလည်းကုလသမဂ္ဂဖွဲ့ဝင်ပဲတဲ့ဟိုအမေရိကန်လည်းဒါပဲတဲ့ပြောလိုက်တာပဲလေဆရာအဲ့မားနေပြီအခုမြန်မာအစိုးရကဆရာတို့အခုတာဝန်ခံပြီးတော့ပြောနေတယ်အစိုးရကဒီ UN ကအသိမပြုလို့အခု UN General Assembly မှာ NUG ကိုတစ္ဆာခံထားတဲ့ဥကြော်မိုးထွန်းလေဘယ်မှာလဲဆေးအစိုးရကိုယ်စားလှယ်မတူဘူး UN မှာ UN General Assembly လာပြီးတော့ကပ္ပကုလသမဂ္ဂမှာလာပြီးမှကျွန်တော်တို့ကိုလှုပ်တာဒီလိုမတရားပါဘူး UN ကအမေရိကန်ကိုဖက်လိုက်တယ်ကျွန်တော်တို့က ICJ ကနေဒီလိုလှုပ်သွားတာကိုဟိုမကန့်ကွက်ပါဘူးကန့်ကွက်ခြင်းနဲ့ပါလို့ပြောကြရင်တော့မှ UN General Assembly မှာလာလို့မရတဲ့အုပ်စုကဆရာတို့ရဲ့ဒီအချမ်းဖက်စီအုပ်စုနော်ရှင်းနေကြီးဒါလည်းနားလည်ဖို့လိုတယ်အခုကြော်ဘိုးထုံးနဲ့ဒီ NUG ကလည်း ICJ ကိုလောဝထောက်ခွင့်တယ်သူတို့ပဲနိုင်ငံကိုတရားဝင်ကိုစားပြုခွင့်ရှိတယ်လို့နိုင်ငံရေးမှာတော့သဘောထားကွဲမရှိတာမလဲဆရာတို့ပြောတာမှန်တယ်စေးလို့ရင်မှုဆိုတာမှန်တယ်ဒါမဲ့စေးလို့ရင်မှုပြောနေဆရာစကားတစ်ခုကလည်းကျွန်တော်သတိထားမိရတယ်ငြင်းချဖို့လိုတယ်တင်ငြိမ်ဖို့လိုတယ်ကျွန်တော်တို့မငြင်းချမ်းလို့ကျွန်တော်တို့အချင်းချင်းမစည်းလုံးလို့ငြင်းချဖို့များလို့တနည်းအားဖြင့်ပြတိုက်ခိုက်နေတဲ့အတွက်ကျွန်တော်တို့ကိုဒါမျိုးအနိုင်ကျင်းလို့ရတာအဲ့လိုပြောရင်းနဲ့ကျွန်တော်ခေါင်းတက်ပါအတွေ့အကြုံဝင်လာဒါကျွန်တော်ရဲ့ယူဆချက်ပါဆရာကိုဆုတ်ဆဲရမှာမဟုတ်ဒီလားအဲ့ဒါလေကျွန်တော်ရဲ့အဲ့ဒီယူဆချက်ကကျွန်တော်ရဲ့ဥနောက်ထဲမှာဝင်လာတာဘာဖြစ်လို့လဲဆိုတော့ဒီရှင်းနေဥသမန်ကိုများဒီစစ်တွေကိုအာကန်အာမီကမသိမ်းအောင်သို့မဟုတ်အာကန်အာမီနဲ့ခုနကဒီစစ်စင်ရေးတွေကိုရပ်ပြီးတော့မှဒီစစ်အုပ်စုနဲ့နားလည်မှုတစ်ခုယူပြီးတော့ငင်းကျင်းလို့ပြီးတော့အခုရိုဟင်ဂျာကိစ္စလေးဖြစ်လာတဲ့ခါကျတော့ရိုဟင်ဂျာကိစ္စကိုနင်းပြီးတော့မှမြန်မာနိုင်ငံသန်း90လုံးဒီပါလဲဆိုတော့ရဲ့ဒီအချမ်းဖက်စစ်ကောင်းဆောင်နဲ့ဒီအာကန်အာမီနဲ့သူတို့ကတနေ့တဖုံစစ်ပြင်းရင်လုပ်ပြီးတော့နေရနေမြေထိန်ချုံမှုကိုတတ်မှတ်ပြီးတော့မှဟိုတစ်ဖက်မှာကျွန်တော်တို့ဒီຫນွေဦးတော်လန်ရဲ့ဂျန်စီနဲ့တခြားသောဒီတော်လန်ရဲ့ဟာတွေကိုတွားပြီးမှအမုန်းကျိတ်ဖို့အတွက်ခမားနဲ့မင်းအောင်လိုင်နဲ့ညာကြိတ်ပြီးမှကြံထားသလားဆိုတာအတွေးဝင်လာတာနော်ကျွန်တော်တွေးမှဝင်လာတယ်အဲ့ဒါဟုတ်သလားမဟုတ်သလားဆိုတော့အခြေခါကပြောပါလိမ့်မယ်ကောင်းပါပြီတနာရီနဲ့မိနစ်20ရှိပါပြီကျွန်တော်နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကျမ်းမာချမ်းသာပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်